Hello အားလုံးပဲမိကြပါကျွန်တော်ဒီနေ့မှာ Quick or Die ဆိုတဲ့ game ကိုဆော့ပြသွားမှာဖြစ်ပါတယ်။ Quick or Die ဆိုတဲ့ game လေးပေါ့နော်။ဒီ game ကိုကျွန်တော်ဆော့ပြသွားမှာဖြစ်ပါတယ်။ကိုကျွန်တော်ကကြမလဲ။ရိုဘတ်ကတခုပဲရှိတယ်ရော့အိုးဆောက်စားကြီးကွာသူဘက်ကလည်းသူဘက်ပြစ်တင်လာပြော Go crazy! Go stupid! Go crazy! Go stupid!
Go crazy. ဒီလာချုံးတော့တော့ပြန်ပြီလေကွာငါဆို900ပေါ့ဖြစ်မရိုင်းဒါပါလို့စူမားကက်စူပါမားကက်ပဲပေါ့မယ်စူပါမားကက်မှာတော့ခေလာဟာစပိုင်ပဲကြာနေကျင်ကောင်းလိုက်တာကွာစပိုင်ပဲကြာတော့ငါပါတော့ဟာရောက်ဘာဖြစ်တော့လမ်းစုပ်ပြက်ကန်နေရပဲဟုတ်ဗျာဟာလမ်းစုပ်ပြက်တန်နေရပဲရှိပါဘူးဘာလို့များဒီကောင်ကျွန်တော်ပြန်ထွက်ပြီးပြင်လို့လိုက်ပါမယ်ရော့ဟုတ်ဗျာရှားလိုက်တော့ကွာထွက်တာလည်းကြည့်လိုက်ပါဦးအေးရသွားတယ်Quick or die ဆိုတဲ့ game လေးကိုနော်တော်ပါ့ Quick or die မဆိုတော့Quick or die ဆက်ဆော့လိုက်ပါဦးနှစ်ပွဲတော့လောက်နှစ်ပွဲတစ်ပွဲသုံးပွဲလောက်အလောက်ဆော့လိုက် Quick or die ဆော့လေးကောင်းတယ်ကွာဒီ game လေးပေါ့နော် Quick or die QUIDE Quick ORO Quick or DI die Quick or die လို့ရှာလိုက်ပါနော်တွေ့လိုက်ပါမယ်တွေ့ပါလိမ့်မယ်ခုကျွန်တော်နောက်ထပ်တစ်ပွဲလောက်ဆွဲလိုက်ပါဦးမယ်ဟာဆိုလို့မရဘူးတကွာခုနကလိုင်းမကောင်းလို့ထွက်လိုက်တာပေရောဟဲ့ဒီကောင်လေးဘာလုပ်နေလဲဆိုကြည့်လိုက်အောင်ဟာဒီကောင်ကဟာငါကိုယ်တိုင်လိုင်းမကောင်းတာလားဘာဖြစ်တာငါလိုင်းမကောင်းတာလည်းသူဘာဖြစ်တာဒီမကြီးငါကောက်ကိုင်တော့ဘာလိုင်းမကောင်းတော့ဆိုအဲ့လိုပဲဘိုင်ဘိုင်နောက်နေ့မှပြန်တွေ့ကြရအောင်ဘိုင်ဘိုင်